ခါတလေကြာရင်ကျွန်တော်တို့ဒါတချို့အရာတွေကိုအရန်မိကုန်းထောက်တတ်ကြတယ်ပေါ့နော်ကိစ္စတစ်ခုခုဖြစ် relationship ပဲဖြစ်ဘာလဲဆိုတော့တစ်ဖက်ကကိုယ့်ကိုအရေးမလုပ်တဲ့အခါဘယ်လိုပြောမလဲတစ်ဖက်ကကိုယ့်ကိုအလေးမပေးလာတဲ့အခါမှာဒါမှမဟုတ်ကိုယ့်ဘက်ကကိုယ့်ကိုပြောင်းလဲသွားတာတော့ဆက်ဆက်ပုံပြောင်းလဲသွားတာပြီးလို့ရှိရင်ကိုကပေါင်မွေတော့တလို့ခံစားနေရတော့မျိုးကိုယ့်ကိုဘယ်ယူဆိုင်တော့ဘူးပေါ့ဗျာအဲ့လိုမျိုးခံစားလာတယ်ဆိုလို့ရှိရင်အများကြီးမစင်စားနဲ့အရန်ကောင်းရှုပ်တယ်အဲ့တော့အများကြီးမစင်စားနဲ့စဉ်းစားလို့ရှိရင်ကိုယ်ပဲမောတယ်ကိုယ်စိတ်ပင်ပဲနဲ့စိတ်ချမ်းသာမှုနဲ့နေရနော်ဆိုတော့အဖြေရတစ်ခုပဲရှိတယ်ကျွန်တော်တို့က live စဉ်းစားရတယ်ဗျာ live စဉ်းစားတော့ဘယ်လိုစဉ်းစားလဲဘာဖြစ်လို့လဲပေါ့နော်ဘာလို့ဒီလိုဖြစ်သွားတာလဲနောက်ဘာလို့ဒီလိုလောက်တာလဲဘာလို့ထားသွားတာလဲဘာလို့ချိုးပြောင်းတာလဲဘာလို့အရင်လိုမဟုတ်တာလဲဆိုတော့စသဖြင့်ကျွန်တော်တို့မိခိုးနဲ့အများကြီးရှိတယ်ကျွန်တော်တို့ခေါင်းမှာအဲ့တော့ဆိုတော့အများကြီးမစဉ်းစားပါနဲ့အဖြေကတစ်ခုပဲရှိပါတယ်ဘာလဲဆိုတော့အဲ့ဒါကကိုဖြစ်နေလို့ပါပဲကျွန်တော်အများကြီးလိုက်စဉ်းစားရင်ကောင်းရှုပ်တယ်တော့စိတ်တွေလည်းမချမ်းသာဘူးအဖြေကအများကြီးမရှိပါဘူးအဲ့ဒါကကိုဖြစ်နေလို့ပါပဲကိုမိုးလို့ဒီလိုလောက်ကြတာကိုဖြစ်နေလို့ကိုသူတို့ဒီလိုချိုးတွေပြောင်းသွားတာကိုမိုးလို့မကြိုက်တာကိုမိုးလို့မြင်တာဒါပါ